ဘောလုံးမှာကစားသမားရဲ့အောင်မြင်မှုကသူ့ရဲ့အရေးချင်းနေမဟုတ်ပါဘူး။သူ့ကိုဘယ်လို position မှာအသုံးချမလဲဘယ်လို role ပေးမလဲဆိုတာကလည်းအရေးကြီးပါတယ်။ဒီအချက်ကိုအကောင်းဆုံးပြသနေတဲ့ကစားသမားတစ်ယောက်ကတော့ Aston Villa ရဲ့ Morgan Rogers ပါပဲ။အသက်22နှစ်အရွယ်အင်္ဂလန်ကစားသမား Morgan Rogers ကိုကြည့်လိုက်ရင်မေးခွန်းတစ်ခုရှိလာပါတယ်။သူက winger လား number 10 လားဒါမှမဟုတ် striker လားတကယ်တော့ Morgan Rogers ဟာဒီ position နဲ့အားလုံးမှာကစားနိုင်ပြီမယ်သူ့ရဲ့အရေးချင်းနေတဲ့အကူအညီဆုံး role ကတော့ false 9 ဖြစ်နိုင်ပါတယ်။ Morgan Rogers ဟာ West Bromwich Albion ရဲ့လူငယ်အသင်းကစတင်ခဲ့ပြီး Manchester City လူငယ်အသင်းမှာလည်းပါဝင်ခဲ့ပါတယ်။လုံးအတွေ့အကြုံတွေရောက်ရှိပြီးနောက် Aston Villa ကိုရောက်ရှိလာခဲ့ပါတယ်။ Unai Emery ရဲ့စနစ်အောက်မှာတော့သူ့ရဲ့အကောင်းဆုံးပုံစံကိုစတင်ပြသလာခဲ့ပါတယ်။2024-2025 ရာသီမှာ Morgan Rogers ဟာပွဲပေါင်း52ပွဲကစားခဲ့ပြီး goal 14 goal, assist 13 ကြိမ်နဲ့စုစုပေါင်း goal contribution 29 ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။ဒါဟာသူ့ရဲ့ပထမဆုံး Premier League ရာသီနဲ့ Champions League အတွေ့အကြုံအတွက်အလွန်ကောင်းမွန်တဲ့မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ဒါဆို Morgan Rogers ကိုဘာကြောင့် false 9 အဖြစ်သတ်မှတ်နိုင်တာလဲ။ false 9 ဆိုတာပုံမှန် striker တစ်ယောက်လို့နောက်ဆုံးခံစစ်ကြားမှာပဲရက်နေတဲ့ကစားသမားမဟုတ်ပါဘူး။သူကအနှဲငယ်နောက်ဆင်းပြီး midfield တိုက်စစ်ကြားမှာနေရာယူပါတယ်။ဒါကြောင့်ပြိုင်ဘက် center back တွေမှာဆုံးဖြတ်ချက်ချရခက်လာပါတယ်။လိုက်ထွက်လာရင်နောက်ကွက်လာဖြစ်လာမယ်။မလိုက်ရင် false 9 ကဘောလုံးကိုလွတ်လွတ်လပ်လပ်ရယူပြီးတိုက်စစ်ဖန်တီးနိုင်ပါတယ်။ Morgan Rogers ရဲ့အားသာချက်တွေထဲမှာပထမဆုံးကသူ့ရဲ့ physical ability ဖြစ်ပါတယ်။သူဟာကိုယ်ခန္ဓာအားကောင်းပြီး defender တွေနဲ့တိုက်ပွဲဝင်နိုင်ပါတယ်။ဒါအပြင် ball control ကောင်းပြီးဘောလုံးကိုသဲဆောင်က midfield ကနေတိုက်စစ်ကိုပြောင်းပြီးနိုင်ပါတယ်။သူ့ရဲ့ passing ability နဲ့ creativity ကလည်းအရေးကြီးသောအားသာချက်တွေဖြစ်ပါတယ်။သူဟာကိုယ်တိုင် goal သွင်းနိုင်တယ်လို့အသင်းဖော်တွေအတွက်အခွင့်အရေးတွေဖန်တီးပေးနိုင်ပါတယ်။ Morgan Rogers ရဲ့နောက်ထပ်ထူးခြားချက်ကတော့သူ့ရဲ့ movement ဖြစ်ပါတယ်။သူဟာနေရာလွတ်တွေကိုကောင်းကောင်းဖတ်နိုင်ပါတယ်။တခါတရံမှာ wide area ကိုထွက်သွားပြီး defender တွေကိုဆွဲခေါ်တတ်ပါတယ်။ပြီးရင်လာတဲ့ space ကိုအသုံးချပြီး goal area ထဲကိုဝင်ရောက်နိုင်ပါတယ်။ဒီလို movement က modern football မှာအရန်တန်ဖိုးရှိတဲ့အရေးအချင်းတစ်ခုဖြစ်ပါတယ်။သူ့ရဲ့ data တွေကိုကြည့်မယ်ဆိုလဲအားသာချက်တွေကိုတွေ့နိုင်ပါတယ်။ short map တွေအရ goal ရှေ့မှာအန်ဒီရရှိတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ XG 73.28 နဲ့ goal 14 goal သွင်းထားတာကသူ့ရဲ့ finishing ability ကောင်းမွန်ကြောင်းပြသနေပါတယ်။ဒါကြောင့်သူ့ကိုတောင်ပန်းမှာမဲ့ထားတာတဲ့ goal နဲ့ပိုနီးတဲ့နေရာမှာအသုံးချတာကပိုအကျိုးရှိနိုင်ပါတယ်။အင်္ဂလန်အသင်းအတွက်လည်း Morgan Rogers ဟာအနာဂတ်မှာအရေးကြီးသောကစားသမားတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ Harry Kane ရဲ့နောက်ပိုင်းအင်္ဂလန်တိုက်စစ်မှာ Morgan Rogers ဟာအရေးကြီးသောအကူအပေါ်ဖြစ်လာမှာဖြစ်ပါတယ်။